DBS အခု DBS ဆိုတာဗာလဲဒီမှာအခွာလေးပါကစ္စတန်ယောဂနဲ့ဟိုစေးတောက်နေတဲ့နေကိုပဲပို့ပြီးတော့တုံလာပြီးတော့ပို့ဆိုးလာတဲ့အခြေအနေလေးရှိနေလို့အဲ့ဒါတောက်ဆေးအပြင်တခြားကုသမှုလေးတွေရောရှိသေးလားပို့အတော်ပဲခိုင်လေးအခုလည်းအခုပဲအိန္ဒိယနိုင်ငံရာရှိုးရဆေးရုံကနေပို့လိုက်တဲ့ပါကစ္စတန်လူနာတွေအတွက်အသုံးပြုနေတယ်ပေါ့နော် DBS ဆိုတဲ့နည်းပညာလေးဖတ်နေတာ DBS အခု DBS ဆိုတာဗာလဲရှင်းပြပြပါအောင်DBS ဆိုတာကကြတော့ဒီမှာ deep brain stimulation လို့ခေါ်တာပေါ့ပါကစ္စတန်ယောဂလူနာတွေမှာအကိုတို့ကဒီအုံနောက်ထဲမှာလှုပ်ရှားမှုကိုထိန်းချုပ်ထားတဲ့နေရာလေးမှာ movement ဖြစ်နေတာပေါ့အဲ့ဒီဟာလေးတွေကို DBS နည်းပညာနဲ့လှုပ်ရှားမှုထိန်းချုပ်တဲ့နေရာလေးကိုပုံမှန်တိုင်းပဲဖြစ်သွားအောင်ထိန်းညှိပေးတဲ့ဟာကို DBS လို့ခေါ်တာပေါ့သူကတော့အကိုတို့ကအုံနောက်ရိုးပုံဖောက်ပြီးတော့အုံနောက်လှုပ်ရှားမှုနေရာလေးတွေမှာ electrode တွေထည့်တယ်ပြီးတဲ့အခါကျတော့ pulse generator လို့ခေါ်တဲ့ဒီလျှက်စစ်ထုတ်တဲ့ဟာလေးကိုရင်ဘတ်အရေးပြအောင်မှာထည့်တာပေါ့နော်ပြီးသွားရင်အကိုတို့ဒီလှုပ်ရှားမှုတွေကိုပုံမှန်တိုင်းဖြစ်အောင်ဆောင်ရွက်ပေးတဲ့ဟာလေးကို DBS လို့ခေါ်တာပေါ့ဟုတ်အဲ့ဒါကိုအဲ့ဆက်တက်ပြီးသွားလို့ရှိရင်ရောယောဂအပြီးပြောက်သွားမှာမျိုးလားဘာလို့ကောင်းလဲပြီးပြောက်သွားမှာတော့မဟုတ်ဘူး DBS ကတော့ပါကစ္စတန်ယောဂဝေဒနာကိုပျောက်ကင်းအောင်တော့ကုသပေးနိုင်ဘူးဒါပေမဲ့လူနာခံစားနေရတဲ့တောင့်တင်းတဲ့ကိစ္စတွေလူနာခံစားနေရတဲ့လှုပ်ရှားမှုနှိကွေးတဲ့ကိစ္စတွေတုံတဲ့ကိစ္စတွေအဲ့ဒါတွေကိုအများကြီးသက်သာပျောက်ကင်းသွားစေနိုင်တယ်နောက်တစ်ခုကကျတော့သူ့ရဲ့ပုံမှန်နေ့စဉ်လူနေထိုင်မှုဟာတွေအားလုံးအဆင်ပြေလာစေတယ်ပေါ့နော်ဒါကြောင့်ဒီ DBS တက်လိုက်ပြီဆိုရင် quality of life တက်လာတာပေါ့ဒီမှာလေဟိုဆက်ဆက်ရိတ်အနေနဲ့ရောဘယ်လောက်ရှိလဲအောင်မြင်မှုရာခိုင်နှုန်းအနေနဲ့ဆိုရင်တော့ညီမရဲ့တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဒါပေမဲ့ရေဘွားအဖြစ်ဆိုရင်တော့80ရာခိုင်နှုန်းနဲ့အထက်တော့အောင်မြင်မှုရှိတတ်ပါတယ်အဲ့ဒါကိုအိန္ဒိယမှာသွားလို့မယ်ဆိုရင်ကိုကြီးစိတ်ကရောဘယ်လောက်ရှိတတ်လဲကိုကုန်ကျစရိတ်အနေနဲ့ကတော့သုံးတဲ့ဆက်ပစ္စည်းပေါ်မှာတော့မူတည်တာပေါ့နော်ရေဘွားအဖြစ်ဆိုရင်တော့အကိုတို့ပုံမှန်ဆိုရင်US ဒေါ်လာ2000ကနေပြီးတော့3000ဝယ်ကြတော့ကျနိုင်ပါတယ်ဟုတ်ကဲ့ပါအခုအဲ့ဆိုညီမအရင်ကဆိုရင်လည်းတိုင်ပင်လာအောင်မယ်လေဒါကြောင့်မိတ်ဆွေတို့မိသားစုတွေထဲမှာပါကစ္စတန်ယောဂဝေဒနာခံစားနေရတဲ့သူရှိပါက deep brain stimulation လို့ခေါ်တဲ့နည်းပညာအသစ်ကိုပြုလုပ်လိုပါကကျွန်တော်တို့ Together Medical Service ကိုဆက်သွယ်လိုက်ပါခင်ဗျာ